မင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ AI နဲ့ဗီဒီယိုတွေကို free ထုတ်လို့ရတဲ့ website 5 ခုအကြောင်းကိုပြောပြပေးသွားမှာပါမိတ်ဆွေက YouTube, TikTok, Reels စတဲ့ဗီဒီယိုတွေဖန်တီးနေသူဖြစ်ပြီးတော့ AI နဲ့ modern style ဗီဒီယိုတွေထုတ်ချင်တယ်ဆိုရင်တော့ဒီဗီဒီယိုလေးကိုလုံးဝလက်မလွတ်သင့်ပါဘူးအပျော်တမ်းစမ်းသုံးချင်သူတွေအတွက်ပါအသုံးဝင်မဲ့ website တွေဖြစ်လို့အဆုံးထိကြည့်သွားလိုက်ပါအစီအစဉ်လေးမစတင်ခင်မှာ channel လေးကို like, share, subscribe လုပ်ပေးဖို့မေတ္တာရပ်ခံအပ်ပါတယ်ဒါဆိုရင်စလိုက်ကြရအောင်ပထမဆုံးမိတ်ဆက်ပေးချင်တာကတော့ Embryo AI ဖြစ်ပါတယ်ဒီ website ကတော့ AI နဲ့ video ဖန်တီးချင်သူတိုင်းအတွက်တကယ်သုံးဝင်တဲ့ platform တစ်ခုပါတစ်မှာ script မရှိသေးရင်တောင်မှ prompt တစ်ကြောင်းလောက်ရိုက်ထည့်လိုက်တာနဲ့ AI video က storyline, narrator voice, background clips စတာတွေအလိုလျောက်ဖန်တီးပေးတတ်ပါတယ်ဥပမာ create a YouTube video about the benefits of drinking water လို့ရိုက်လိုက်တာနဲ့အဲ့ဒီအကြောင်းပေါ်အခြေခံပြီးတော့ narrator voice နဲ့ video clip တွေကိုတစ်ခါတည်းထုတ်ပေးတာဖြစ်ပါတယ်သူရဲ့အဓိကအားသာချက်ကတော့မြန်နှုန်းမြင့်တာပဲဖြစ်ပါတယ်မိနစ်အနည်းငယ်အတွင်းမှာပဲဗီဒီယိုတစ်ပုဒ်ကိုထုတ်ပေးနိုင်တာဖြစ်ပါတယ်နောက်တစ်ချက်က template system မှာ YouTube, TikTok, Reels, product promo စတဲ့ဗီဒီယိုတိုက်လိုက်layoutနဲ့ background music တွေကို auto ချိန်ညှိပေးပါတယ် voice over လည်းပါဝင်ပြီးတော့ AI voice သုံးနိုင်သလိုမိမိအတန်နဲ့လိုချင်ရင်လည်း upload လုပ်နိုင်ပါတယ် free plan မှာ watermark ပါပေမဲ့7မိနစ်အထိဗီဒီယိုထုတ်လို့ရတာဖြစ်ပါတယ်အထူးသဖြင့် YouTube creator တွေအတွက် script to video automation နဲ့ time saving ရတန်ဖိုးအများကြီးရှိပါတယ်နံပါတ်2ကတော့ HeyGen ဖြစ်ပါတယ်ဒီ tools ဟာတကယ်ပဲ viral ဖြစ်နေတဲ့ AI video maker တစ်ခုဖြစ်ပါတယ်HeyGen ရဲ့အဓိကအားသာချက်ကတော့ AI avatar system ဖြစ်ပါတယ်။သင်အနေနဲ့အစာသားကိုရိုက်ထည့်လိုက်တာနဲ့လူတစ်ယောက်လိုပဲစကားပြောနေတဲ့ avatar တစ်ယောက်ဖန်တီးပေးတာဖြစ်ပါတယ်။ဒီ avatar တွေဟာမျက်နှာအမူအရာပါးစပ်လှုပ်ခြင်းမျက်လုံးစတာတွေကတကယ်ကိုသဘာဝဆန်ပါတယ်။ HeyGen ကဘာသာစကား40ကျော်ကိုထောက်ပံ့ထားပြီးတော့မှအဓိကအဖြစ်တော့ဒီ English, Korean, Japanese, Chinese, Spanish စတာတွေကိုအဓိကပြောပေးနိုင်ပါတယ်။သူ့ကိုအသုံးများတဲ့နေရာတွေရှိပါတယ်အဲ့ဒါတွေကတော့ educational video, business explainer, product areas နဲ့ YouTube narration video တွေဖြစ်ပါတယ်ကိုယ့်ရဲ့မူရင်းအတန်ရခြင်းရင်လည်း upload လုပ်နိုင်ပါတယ်ဒါမှမဟုတ်မိမိပုံတင်ပြီးတော့ AI avatar အနေနဲ့စကားပြောတဲ့ video လုပ်နိုင်ပါတယ်ဒီ feature ကိုတော့ talking video လို့ခေါ်ပါတယ်ကိုယ့်ပုံကို upload လုပ်လိုက်တာနဲ့ပုံကစကားပြောတဲ့ video ဖြစ်ပြောင်းသွားတာမျိုးပါHeyGen ရဲ့ free plan မှာတော့တစ်လကိုကျွန်တော်တို့ကဗီဒီယို3ပုဒ်အထိဖန်တီးနိုင်တာဖြစ်ပါတယ်။တပုဒ်ချင်းစီကမိနစ်အနည်းငယ်ပဲဖန်တီးနိုင်ပါတယ်။ဒါပေမဲ့ video quality က full HD ဖြစ်ပြီးတော့ voice clarity နဲ့ motion sense ကလည်းတကယ်ကောင်းပါတယ်။သုံးဖို့လည်းအရင်လွယ်တယ် HeyGen.com ကိုဝင်ပြီးတော့မှ create AI video ကိုနှိပ်လိုက်တာနဲ့ text avatar ကျွန်တော်တို့ကဒီ voice style နဲ့ရွေးပြီးတော့တစ်ခါတည်းဖန်တီးနိုင်တာဖြစ်ပါတယ်။ HeyGen ကကျွန်တော်တို့ကိုယ်တိုင်မပါဘဲနဲ့ AI ကိုကျွန်တော်တို့ဗီဒီယိုလုပ်ခိုင်းမှုအတွက် perfect ဖြစ်တဲ့ tools တစ်ခုပါနံပါတ်3ကတော့ကျွန်တော်တို့ကဒီ Adobe Firefly ဖြစ်ပါတယ် text to video နည်းနဲ့ဗီဒီယိုတွေဖန်တီးနိုင်ပြီးတော့မှ AI art style animation တွေလည်းထုတ်နိုင်ပါတယ် free plan မှာ5စက္ကန့်ထိသာဗီဒီယိုဖန်တီးနိုင်ပေမဲ့ quality ကတော့ Adobe ရဲ့နည်းပညာဖြစ်တဲ့အတွက်ကျွန်တော်တို့ကဒီအရန်ကောင်းပါတယ်ပြောစရာတောင်မှမလိုပါဘူးနံပါတ်4ကတော့ကျွန်တော်တို့က Envato Elements ကနေပြီးတော့မှထုတ်လို့ရတဲ့ဒီ Envato Video Jam ဖြစ်ပါတယ် Envato Elements ကနေပြီးတော့မှဒီ text prompt ရိုက်ထည့်လိုက်တာနဲ့ cinematic style video တွေနဲ့ကျွန်တော်တို့ဖန်တီးပေးပါတယ်အခုကျွန်တော်တို့ကဒီအောက်တိုဘာ31ရက်နေ့အထိအခမဲ့ promotion ပေးထားတာဖြစ်လို့စမ်းသုံးရင်တော့အချိန်မီပါသေးတယ်နောက်ဆုံးတစ်ခုအနေနဲ့ပေါ့နော်နံပါတ်5ကတော့ဒီ Gen API AI ဖြစ်ပါတယ် text ဒါမှမဟုတ် image ကနေပြီးတော့မှ short video ဖန်တီးနိုင်တဲ့ platform ဖြစ်ပါတယ်Gen API AI ရဲ့အထူးအားသာချက်ကတော့ကျွန်တော်တို့က prompt တစ်ခုထည့်လိုက်တာနဲ့စက္ကန့်အနည်းငယ်အတွင်း video တစ်ပုဒ်ကို generate လုပ်ပေးနိုင်တာဖြစ်ပါတယ်။သူ့ရဲ့အားသာချက်ကလည်းမြန်နှုန်းမြင့်နည်းပညာကိုသုံးထားတာပဲဖြစ်ပါတယ်။ Free version မှာတော့ကျွန်တော်တို့က video ကို3စက္ကန့်ကနေ5စက္ကန့်အထိပဲဖန်တီးနိုင်ပါတယ်။ AI video စမ်းသပ်ဖန်တီးခြင်းတဲ့သူတွေအတွက်တော့အဆင်ပြေပါတယ်။ဒါမှမဟုတ်ကျွန်တော်တို့က short clip တစ်ခုကိုကျွန်တော်တို့ကအစအဆုံးဖန်တီးလိုက်မယ်ပြီးရင်ကျွန်တော်တို့တစ်ခုချင်းစီတိုင်းကို combine လုပ်ပြီးတော့မှကျွန်တော်တို့ကနောက်ဆုံးမှာဗီဒီယိုအရှိအမိုက်စားတစ်ခုကိုလည်းဖန်တီးနိုင်မှာဖြစ်ပါတယ်ဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲဒီ AI video tools 5ခုထဲမှာမိတ်ဆွေတို့အတွက်အကောင်းဆုံးကဘယ်ဟာလဲဆိုတာကိုစမ်းသုံးကြည့်လိုက်ပါအခုပြောပြခဲ့တဲ့ AI website 5ခုရဲ့ link တွေကိုလည်းဒီဗီဒီယိုရဲ့ description မှာကျွန်တော် link ချထားပေးမှာဖြစ်ပါတယ်
မိတ်ဆွေတို့အနေနဲ့ဒီ link တွေကနေပြီးတော့မှအလွယ်တကူဝင်ပြီးတော့မှအသုံးပြုလို့ရပါတယ်တိလိုတာရှိရင်လည်း comment လေးတွေချန်ထားခဲ့ပါဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့နောက်တစ်ခါမှလည်းပုံမှန်အသုံးဝင်တဲ့ AI အသစ်တွေနဲ့ပြန်တွေ့ပါမယ်